Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့စမူပရဂရမ်မှာရှိတဲ့ဘန်းချန်ကိုပေါ့နော်ဘန်ကောက်ကနေအနည်းဆုံးဘယ်လိုသွားရမလဲဆိုတာပြောပြပေးပါမယ်အရင်ဆုံးကိုနေတဲ့နေရာက MRT နဲ့နေလို့ရှိရင် MRT Queen Circuit National Convention Center မှာဆင်းပြီးတော့မှဒီခလောင်တိုင် PR ကိုလာလို့ရတယ်ပေါ့နော်ကိုနေတဲ့နေရာက BTS နဲ့နေမယ်ဆိုရင်တော့အကမိုင်ကနေလာလို့ရှိရင်ပုံနေမယ်လို့ထင်ပါတယ်ပြီးတော့အဲ့ဒီခလောင်တိုင် PR နေပြီးတော့မှဒီပန်ခရက်ချောင်းဖီယာကိုတွားလို့ရပါတယ်လက်မှတ်ကတော့ဒီဘေးကကောင်တာမှာဝယ်လို့ရတယ်ပေါ့နော်ယူမနိုကလောလောနဲ့ဆိုတော့ကောင်တာကိုဗီဒီယိုထဲမှာပါလိုက်ပေါ့နော်အဲ့မှာဝယ်ပြီးလို့ရှိရင်သူကလက်မှတ်ကအသွားပြောင်းမှာ140ဘတ်ပဲကြပါတယ်အဲ့ဒါမှလက်မှတ်ကိုတင်ထားမယ်ပေါ့နော်အပြန်ကျရင်ကောင်တာမှာပြန်ပေးရပါမယ်အဲ့ဒီမှာဟိုဘက်ကန်ကလေစိတ်ကိုရောက်တဲ့အချိန်တိုင်းရင်စပိန်ငါလူရတဲ့ဆိုင်ကိုတန်းပြီးမှတွေ့ပါလိမ့်မယ်။အမှသူကစပိန်အမျိုးမျိုးရွေးလို့ရပါတော့။ဒီတိုင်းရိုးပိုင်းမဲဆိုရင်တော့တနာကြီးကိုဘက်40ပဲကြားတယ်။တကယ်လို့တရက်လုံးငါမဲဆိုရင်တော့ဘက်100ပဲပေါ့နော်။အဲ့တော့ဒီမနောကဘက်100နဲ့နှစ်စီးပေါ့နော်ငါခဲ့တယ်။စီနှုံးတွေထက်တိရှင်နေလို့ရှိရင် comment မှာတပ်ပုံလေးတင်ထားပေးမယ်နော်။ဆိုင်ကနေစားထွက်နေပြီပေါ့နော်ရှေးကမမကတော့ရန်ကုန်တူမပေါ့နော်သူကစပိန်စီကျွမ်းတယ်လို့ပြောရမယ်ဘာလို့ဆိုရန်ကုန်မှာစင်ကယ်စပိန်မစီရပါမယ်သူကိုယ်တိုင်စီတင်ထားတော့လေအရန်တော့ပြီးတော့အဲ့မှာတပ်ပုံတွေ6ရက်ပြီးတော့မှဆက်သွားကြတယ်ပေါ့နော်ဒီမှာလည်းဆက်သွားတယ်နေရမ်းလာပါလေဒီရမ်းလာပါလေဒီနေရာကတစ်ပင်နေနဲ့ဆိုပေမဲ့လေအပြင်ရောက်လို့ရှိရင်အရန်ပူတာပေါ့နော်အဲ့ဒါကြောင့်မလို့မနေ့စောစောတော့မဟုတ်ရင်ညနေပိုင်းလောက်သွားရင်အဆင်ပြေမယ်ထင်တယ်ဒါပေမဲ့ဒီမအနေနဲ့ဆိုရင်တော့ညနေပိုင်းမသွားရဲဘူးဘာလို့ဆိုရင်ဆိုရင်စီးတဲ့လမ်းတစ်ချောင်းလုံးပေါ့နော်တစ်ပင်နေထူထပ်နေတော့လေနဲတော့နေ့လည်ခင်းနောက်မှကြောက်စိတ်ဝင်မိတယ်ပေါ့နော်နည်းနည်းကြောင်ကြတဲ့နေရာပြောတာပါဒီတိုင်းဆိုရင်တော့တခြားသူတွေလည်းစပိန်နေစီးကြတယ်ပြီးတော့လမ်းချောက်သွားတဲ့သူတွေလည်းတွေ့ရပေါ့နော်လူတော့အရောက်ပေါက်နေတယ်ဒီမှာပေါ့နော်ဟိုဘက်ကိုဆက်သွားလို့မရတော့လို့ဒီမှာလက်ပြန်မယ်ပေါ့နော်ဒီမှာဘိနေတီးနေပါတယ်ဘိနေတီးလားဟိုလိုမျိုးအတီးလားမသိဘူးသူပြန်အရှိပဲသွားပါမယ်အမယူမနည်းနည်းကြောက်စိတ်ဝင်တာတူလာတဲ့အမရှိကနေနင်းတော့ကိုတယောက်လေးကြံခဲ့ပေါ့နော်ဗီဒီယိုရိုက်နေကြံခဲ့တာအဲ့ဒါကိုအမြဲလိပ်ပြင်းနေပြီးမှလူတွေးမှပဲနည်းနည်းစိတ်သက်သာရသွားပေါ့နော်တော်ရဲမသွားတာကြာလို့လားမသိဘူးနည်းနည်းတော့ကြောက်စိတ်ဝင်မိပါလေဒီအနေလာလိုက်တာဒီရောက်လာပါလေဒီဘက်လည်းပါလေမသိပန်းနီလမ်းဆုံးပြီဟုတ်ပါတယ်ကွာမညံပင်းညံရွတ်ပေါ့ညံမြက်တည်ရေးလိုက်တာဒီမှာလာပြီးတော့မှလေးလာကြတာတွေလည်းရှိတယ်ပေါ့နော်အမှအစားတော့ဒီဆိုင်ပုတ်ရေးဖို့မိခဲ့လို့ပေါ့နော်အဲ့ဒါတစ်ခါပြင်ရေးပါတယ်ရှင်ဒါလေးကတရားရဲ့နာမည်ဆိုင်ပုတ်ပါအဲ့ဒါကိုကိုနက်ရှန်လို့ရေးထားပေါ့နော်မက်ဖရောင်းအဲ့ဟာဘန်းချန်လာပါအဲ့ဒီကရေးထားတာအင်္ဂလိပ်လိုလည်းရေးထားတယ်အဲ့မှာမမေ့ရောလို့နော်ဟိုမှာလည်းတသားတစ်ခုရှိတယ်ပြန်ပါပြီအမှနောက်ဆုံးကြတော့ဘာမှမရှိတော့လို့ပြန်ပြီပေါ့နော်နေရောက်တာအမှဒီဂျိုကြတော့ foreigner တွေလာများတယ်ပေါ့နော်ပြီးတော့ဆက်လီကအမြဲတမ်းထွက်တယ်သူကတိတ်ပြီးတော့မှဆောင်းလို့ဆရာမလို့ဘူးဒါပေမဲ့ဘယ်နှစ်နာရီထိလဲဆိုတော့ယူမလည်းမကြည့်ခဲ့ရအောင်မိတ်သွားတယ်နောက်တစ်ခါဒါကတော့ clown တန်နေစိတ်ကိုပြန်ပါပြီပေါ့နော်အဲ့ကနေပြီးတော့မှဆိုင်ကနေငါပြီးတော့မှ MRT ကိုပြန်မယ်ပြီးတော့ MRT ကနေတစ်ဆင့်အိမ်ကိုပြန်တော့ပေါ့နော်အားလုံးကြည့်ရှုပေးကြတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်